ဒီ16နှစ်ပွဲတော့လွန်ခဲ့တဲ့3လလောက်တည်းစာချုပ်ချုပ်ပြီးတော့ဒီထွေနာတော့ဒီကန့်တော့2လလောက်တည်းကစားဝင်လာဒီပွဲမှာယုံကြည်ချက်ကိုယုံကြည်မှုအပြည့်ရှိတယ်ဒီပွဲမှာဒီမြန်မာလက်ဝဲလောကအတွက်မြန်မာလူချန်ပီယံတော့အကောင်းဆုံးလုံးနိုင်မယ်လို့ယုံကြည်ပွဲရတော့ငငယ်လေးတွေ3ချိန်မြောက်ထိုးရင်အဖြစ်မှန်ပေါ်တော့ဘယ်လက်ဝဲလိုမှာပဲဖြစ်အခုဒီချိန်ကတော့ဒါပထမပိုင်း3ချိန်မြောက်ဆိုတော့ပထမချိန်မှာတည်ဖြစ်တယ်ဒုတိယချိန်မှာကျွန်တော်ရှောင်းတော့ဒီချိန်မှာတော့ဒီနေ့ကျွန်တော်အကောင်းဆုံးလောက်လာတဲ့အတွက်ပြင်ဆင်လာတဲ့အတွက်ကျွန်တော်နိုင်မယ်လို့တော့ယုံကြည်ဒီကတစ်ဖက်ကစားသမားကိုစိတ်ဆွတာပေါ့အခုသူကဟိုနေရေးဆိုတော့ဒေးဆိုတာတစ်ဖက်ကစားသမားဝင်မှာသူကစားလို့တဲ့ကစားသမားမျိုးပေါ့သူများကိုသူလိုက်ထုံပြီးတော့အနိုင်ယူတာမဟုတ်ဘူးသူစီတများဝင်လာမှသာသူကအရက်တုံချပြီးတော့သူကအနိုင်ယူရတဲ့အတွက်သူကကျွန်တော်စိတ်သွအောင်လုပ်ပြီးတော့သူအဓိကပွဲမှာဒေါ်လာထောင်းအောင်လုပ်ပြီးတော့သူ့ကိုတိုက်စစ်ကစားခြင်းတာအဓိကကတော့သူကအဲ့ဒီ performance နဲ့လုပ်တာပေါ့ဒီကစားသမားတယောက်ကတော့လို့အချင်းနဲ့တော့ပြောလို့မရဘူးကျွန်တော်သူ့ကိုကျွန်တော်စိတ်ရတော့ပထမချင်းမှအလဲထိုးလို့ရရင်ကျွန်တော်အလဲထိုးခြင်းတော့ဒါပေမဲ့ကျွန်တော်900ပထမကြီးမှလည်းမထိုးနိုင်ရင်တော့9ကြီးလေလို့ကျွန်တော်တိုက်စစ်ကစားအောင်မယ်အပွဲတစ်ပွဲကတော့အကောင်းဆုံးကျွန်တော်ကစားမယ်ပွဲမပြီးတဲ့အထိတော့ကျွန်တော်ဘက်ကလုံးဝနိုင်ဖို့အခွင့်အရေးရှိနေတာပေါ့အဲ့ဒီတော့ကျွန်တော်အကောင်းဆုံးပြင်ဆင်လာတော့ပေါ့ဒီပွဲမှာလည်းဒီ3ချိန်မြောက်ကလည်းကျွန်တော်ရဲ့နောက်ဆုံးဒီ3ချိန်မြောက်ဆိုတာပထမဦးဆုံးပွဲပေါ့ကျွန်တော်ဘယ်လိုမှ3ချိန်မြောက်မထိုးခဲ့ဘူးဒီပြိုင်ပွဲမှာတော့ဒီဒူးတန်းရကကျွန်တော်အကောင်းဆုံးပြင်ဆင်လာတော့ပေါ့ဒီကျွန်တော်ဒူးတန်းရကိုမထိအောင်လည်းကျွန်တော်အခါကွယ်ဒီကစားနေနေပေါ့အခါကွယ်ယူလာတဲ့ဒူးတန်းရကအရင်တိုင်းပြောက်ယူလာဆိုတော့ဟိုမေးမွေးတဲ့ဇာပါကလေးကြတော့မရတော့ပေါ့ဟိုကျွန်တော်လည်းဘန်ကောက်မှာတောက်ခွဲစိတ်2နှစ်လောက်ရှိပြီးတော့ခွဲစိတ်တာလည်းပုံမှာဟိုပါကလေးတိုင်းတော့မရဘူးဒီဘက်မှာဒါပေမဲ့သူကျွန်တော်အကောင်းဆုံးဒီဒဏ်အောင်မထိအောင်လို့ကျွန်တော်ကာကွယ်နိုင်အောင်လို့ကျွန်တော်ကြိုးစားပါဘာအနာခဲ့ရတော့ဒီပွဲပြီးမှဆုံးဖြတ်မယ်ဒီပွဲကဟိုကျန်တာတွေခေါင်းနဲ့မထည့်တာပေါ့ဒီပွဲကိုအဓိကထားတာတယ်ဒီပွဲပြီးမှပဲကျန်တဲ့ကျွန်တော်ဟိုနေပိုင်းကိုဆုံးဖြတ်မယ်ကျွန်တော်ပြည်သက်တွေကိုဒီပွဲမှာကျွန်တော်လာအားပေးပါလို့ကျွန်တော်ဖိတ်ခေါ်ကြတယ်ကျွန်တော်ပြန်မဲ့ဟိုတော့ဟိုသူလည်းအကောင်းဆုံးကြိုးစားတာပေါ့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားမယ်ဒီလာမဲ့16ရက်နေ့ကျရင်ဟိုအင်တာနက်မှာပြောနေမယ်စားတော့ကြိုးဝိုင်းပေါ်မှာတွေ့ရမှာတော့ဒါမလွယ်မကိတွေ့ရမှာပေါ့အဲ့ဒီတော့သူလည်းအကောင်းဆုံးပြင်ဆင်လာလို့ကျွန်တော်ပြောချင်ပါတယ်